ကြော်ညာရိုက်ချင်တဲ့ရိုက်တာမဟုတ်ဘူးနော်တကယ်ကောင်းလို့ဟောဒီကြော်ညာကိုလက်ခံပြီးရိုက်ပေးတာဗျာတုံးကြည့်လိုက်ပါရွှေသီးငွေသီးရွှေသီးငွေသီးလက်ခံပေးဒီဘက်ကိုလက်ခံပေးကျွန်တော်ငလင်းလှုပ်ပြီးနောက်ပိုင်းကျွန်တော်ပဲငားတဲ့ဘယ်နုပညာမှကျွန်တော်လက်မခံဘူးเนาะကျွန်တော်တလကြော်မှဒီဒရိုက်တာကိုတန်းစင်ဝိုင်းရွှေသီးငွေသီးလေးကြော်ညာခြင်းနဲ့ညီမလေးကချယ်ကြီးလဲပါတယ်ဟိုတွေး item ယူရဲ့နှစ်ယောက်လဲပါတယ်ဆိုတာနဲ့ဒီကားလေးကိုပထမအောင်ဆုံးစရိုက်ဖြစ်တဲ့ရွှေသီးငွေသီးကြော်ညာပေါ့တာဇလန်းတူလေးလဲပါပါတယ်ရွှေသီးငွေသီးကိုကျွန်တော်တို့ရွှေသီးငွေသီးကြော်ညာရယ်လို့လဲမြေဩဇာကြော်ညာလို့တီးတန့်ရိုက်တာမဟုတ်ကျွန်တော်တို့အရှိမဇလန်းတူလေးပါတယ်ဇလန်းသဘောမျိုးလေးလဲဆင်ထားလေသမီးကတော့ရွှေသင်းငွေတီ product ကိုထုတ်လုပ်ရင်းနဲ့ပေါ့နော်ဒီဟာလေးကိုစတင်ပြီးတော့ရိုက်ကူးဖြစ်တာပါသမီးနောက်ဆက်လဲဒါကိုအမင်းညိုရဲ့ပံ့ပိုးကူညီမှုတွေလည်းအများကြီးပါပါတယ်သမီးဒီလိုမျိုးဒီလမ်းကိုရှောက်ခဲ့တာလေအဲ့ကြသမီးနောက်ထပ်ဒီလိုမျိုး product ကိုဆက်လက်ပြီးတော့နောက်ထပ်ရိုက်ကူးဖို့လည်းစီစဉ်နေရှိပါသေးတယ်ကိုအမင်းညိုတို့လည်းနောက်ထပ်ဆက်ပြီးတော့လက်တွဲသွားပါအောင်မယ်လို့ဟုတ်ကဲ့ပါရွှေသီးငွေသီး product ပိုင်ရှင်လေးကိုလည်းနောက်ဆက်ရမယ့်ကားတွေတော့အခုလိုက်ရှိရိုက်တဲ့ကားတွေလည်းအားပေးကြပါအောင်နော်ဟုတ်ကဲ့ပါဒီငွေဒီကြော်ညာရိုက်ခွင့်နဲ့အမှတ်တရဆိုကျွန်တော်တို့ကကွမ်မင်းညိုနဲ့တွေ့ရင်ဟိုဒါရည်ရတာဆိုတော့ကိုကြီးနဲ့တွေ့ရတာပိုးပြောတယ်ဟိုမချင်တယ်လဲဆိုတော့အရင်ကလည်းစုံပူးကြတယ်ဆိုတော့လေမချင်လို့မဒီရွှေဒီငွေဒီဟိုရရတဲ့ဟိုဒါလည်းဟိုဆရာကိုတန်းနေဝိုင်းနေဆိုတော့ကျွန်တော်တို့ကဟိုပို့ပြီးတော့ပြည့်စုံသွားတာပေါ့ပြည့်စုံသွားတော့အဲ့လိုပဲခံစားရပါတယ်နောက်ပြီးတော့ဒါလေးကလည်းကျွန်တော်တို့ရတဲ့ဟာလေးကလည်းကျွန်တော်တို့တက်နိုင်တဲ့လောက်ဒီထက်ရတဲ့ဟာလေးလည်းကျွန်တော်တို့ပြန်လူသွားဖို့လည်းရှိပါတယ်ခင်ဗျာခိုင်းကြော်ညာနဲ့မတူအောင်လို့ကြော်ညာလေးကဒီကြော်ညာလေးကရွှေဒီငွေဒီအသေးစမ်းလေးဖြစ်နေဟိုရှေ့ပိုင်းမှာဟာတာလေးတွေရောကွမ်မင်းညိုတို့တော့ရှေ့ပိုင်းမှာလောက်ထားတဲ့ဟာတာလေးတွေရောကျွန်တော်တို့ဒီဟိုစော့ထားတဲ့ဟာလေးတွေရောပေါ့နော်အကုန်လုံးပေါင်းဆက်ထားရဆိုတော့ဒီဟာလေးကတော်တော်လေးကိုကျွန်တော်တို့ပျော်ရွှင်ပါတယ်ကောင်းပါတယ်ခင်ဗျာဒီစမ်းလေးလက်ချင်းနေလို့ကောင်းဆုံးဖြစ်တယ်လို့ပဲပြောပြရစီခင်ဗျာကောင်းမှုနဲ့ကြိုးစားတာပါအားလေးအားပေးကြပါဦးကျွန်တော်တို့ဒီလိုပေါ့ရွှေသီးငွေသီးခုလို့ကြော်ညာလေးရရတော့လေအဖွဲလိုက်ပေါ့နော်ပြောရှင်ရှင်နဲ့ဟလာကိုဖွဲတွေစုံလင်နဲ့ဒီရွာထဲအားပေးတဲ့လူတွေရောလာကြတော့ဟိုကျွန်တော်တို့လည်းဝမ်းသာပီတီနဲ့အားလုံးကိုသူကျေးဇူးအရန်တင်ပါတယ်ဒီကြော်ညာလေးထွက်လာလို့ရှိရင်အားပေးကြပါဦးအားပေးကြပါအောင်လို့Thank you.